ဒါပါကျွန်တော် channel ကြီးအားလုံးပြန်ကြိုဆိုတိုက်ပါဒီနေ့ရော3 vs 3ပဲပြန်ကြည့်မယ်ပေါ့နော်ဒီဘက်စီက3 vs 3ပဲဘာကောင်ကန်လဲဆိုတော့ကျွန်တော်အခါမှမကန်ဘူးသေးတဲ့ကောင်အတရှိလေးကန်ကြည့်မယ်ဗျအတရှိယူမယ်ဖိန်းယူမယ်โอเคနောက်တော့မီနာတိုအသိမတွေ့ရအောင်မီနာတိုလေးယူလိုက်ပြီ3အောင်ပြီကျွန်တော် channel လေးကိုကျွန်တော်ဗီဒီယိုလေးသဘောကျရဆိုရင် channel လေးကို like and subscribe လုပ်ပြီးတော့ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတော့ညွှန်နေပါတယ် comment လေးတွေကြိုက်တဲ့အကောင်ကြိုက်တဲ့ဟာလေးပါလေးရပါတယ် comment လေးမှာပါတဲ့အကောင်လေးကိုကိုင်းပြပါမယ်နော်ဒါပါလို့လားအော်ဟုတ်တယ်အိုးတီဟောတမ်ဘလို့ဘာမှတော့မလုပ်ရသေးဘာတော့ကိုင်းနေခြင်းတဲ့အကောင်ရှိရင် comment မှာရေးပါလို့ရပါတယ် channel လေးကိုလည်း like and subscribe လုပ်ပြီးတော့မေးပါနဲ့ဒါပါပဲဒါအမချရာဆူလာမယ်ဒီမောက်လိုက်မယ်ကျွန်တော်အရင်ဆုံးတော့ခရီးကိုရင်ရှင်းအားရုံမြန်လိုက်ရတာတော်တော်မြန်လာပြီကျွန်တော်တော်တော့မရိုက်သေးခဏလေးဟောဒီတာဝါနဲ့ငါနဲ့လာတိုင်ရော့โอเคနည်းနည်းဖမ်းမယ်ဗျာဖမ်းပြီးရောပဲအဲ့ဒီအိုးဒီအနာကတ်မှာဟိုကတုံးနေဟုတ်ဒီခေးဖွင့်လာတယ်လည်းအနေနဲ့ဒီတခြားလေးဖန်โอเคညံတော့တော့ချမင်းချကြည့်ငါတော့တော်ပြီတော်ချိုးမနိုင်မယ်ခင်တော်ပြီရောအနေများတယ်တေးပြီနဲ့ရောတေးရောနိုင်ရပါလိ level 2ကလည်းမရောက်သေးဘူးခင်ဒီတဝိရှင်းပြီးတော့ level 2ရောက်ပြီဟိုပြီးချနေရောမီးပုတ်ပင်ဒီ level 2ရောက်ကျွန်တော်ငယ်တော့ဒီ game နဲ့ဆော့နေတယ်ဆိုတော့အရင်ငယ်တော့ပူဆော့တတ်တယ်အခုတော့တိတ်မဆော့တတ်တော့ဆေးရောနာရရောပွဲမြန်လေးနိုင်သွားနောက်တစ်ကောင်ထပ်ကန်ရတယ်ဗျဒီကွာနေချိုင်းလေးရှော့ရောနာရအော်ဒီကောင်ရောက်သွားတော့ဒီမြင်တာကွာလုပ်ကြပါကောင်းလေးခွက်လေးလာလို့ရှော့မှာပြီးမှညီချမ်းတယ်လို့လီโอเคအဲ့တော့ကြော့နေကြီးကြီးချမ်းတယ်ငါပို့ပြီးချမ်းရော့ဟောမင်းတို့ကငါလည်းကြီးတယ်ပြီဟို 1K ပဲရှိသေးတယ်စား你စားကိုစားရောဆော်တူရိတ်မောက်ခဲ့ရတယ်ဘယ်ပါနေပါလားဟေးလာအာရနေငါရတင်နေလို့အောင်အကောင်ပြီးရွက်ကွက်လေးမှဟာအလောင်းကပဲတင်ရောကြော့မှာချက်ကြော့မင်းတို့ကကွာအဲ့ဒါရနေများတယ်ငါကြီးတွေကောက်စားမရှိပါဘူးဆိုမှလို့ပြီးတယ်နားရကြော့အဲ့ဒါချက်ကိကြပါကောင်းတော့မိလိုက်တော့ဘိုးတော့ဒီရတွေးတဲ့တက်တွေဖတ်
level 2နဲ့တပည့်ငါကြောက်အဲ့တော့လည်းနည်းများဟာမင်းတို့ကတော့မီနာတို့ကကောက်စားလိုက်ဖိန်းရကောက်စားလိုက်တိတ်တော့ပြုံးမကောင်းအေးရောင်အဲ့နေများလေအော်လုံးစားပါလုံးကြပါရှာပါဦးလုံးကြပါဦးဟိုနော်နေရ base ယူရင်ဟောတာဝါလေးမှာချတော့တာဝါလေးမဟုတ်ဒုတိယ base ပေါ့နော်ဒါဒုတိယ base ဆိုရင်အဲ့3 4 point on ဟောရတန်းကြပါရှော့လိုက်ไม่ใช่นะกว่าဒီတရှိကသူက found တစ်မျိုးပဲလာတယ်သူကဟိုလိုမျိုးနောက်ဒိုလို့ဆိုနောက်ဒိုဆို3မျိုးတော့ပါတယ်ဗျာဒီကဒီတရှိကတစ်မျိုးပဲပါဖိန်းဆိုတဲ့2မျိုးပါစီကန်ရဆိုတဲ့ stage ပါတယ်ဒီနေ့တို့လေး yellow flag ကိုပုံစံဟောပါလားမသိဘူးရောက်အနေများလေးတိုင်းရွေးဟဲ့မီငါလည်းမီးရတပြည့်နာလားကြော့ထားโอ้ဒီနေ့နာလာပြီဒီပြီးပြင်းဟီးရွားအေးဟိုပိတ်ရင်မင်းအဲ့ဒီမပွင့်သေးဘူးအဲ့ဒီမပွင့်သေးဘူး easy ကောင်းရုပ်နာရ要一楼底交互网光了逼了呀！要杀了，你得杀了！哎，这帮人欧了，小迷蒙嘞！啊，先别，小，说雷没行吗？喊了一位雷没行，不，小，啊，sorry。ငါပဲကြောက်ရတယ်နိုင်တော့မှာပဲတာဝါဟိုတာဝါဒုတိယတာဝါစကန်တာဝါကျိုးတော့ဆွေးပုံညထင်းရအောင်နေကြီးရတော်ဖြစ်နေရတယ်ဒီငါလည်းပြီးသွားပါမယ်တောင်းလိုက်ပါလေကြောင်ရင်မင်းတို့အကုန် AD ရနေပြီငါအခုဒီ AD မြတ်လေ AD ရဖြစ် level 4 one nation နဲ့ရောอ่ะလုံးစမ်းမှာတာကြီးလုံးစမ်းမှာနေရှင်းနေမရှင်းအဲ့မှာ AD ကိုဟိုလောက်ပါနဲ့ဟို storm လောက်ပါနဲ့လက်ထကြပါတော့ဘာလို့တိုင်းတော့ပိုးပါလိုက်ကျုံးတော့အော်ရောဒီကြီးရောက်သွားယောဆူဆန်လို့ယောလော်ဒီမင်းကောက်ရိုက်ထားယောတေးပြီးနေညီလေးချီကိုတိုးလို့မရ What the fuck ဒီကောင်မိမအန်ကျုံးတော့မိပြီးရတော့ဖြစ်နေရတယ်ဒီကောင်ပြောမှတစ်ချုပ်အေးတောင်းရထမဟုတ်
သေးပြီ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 လောပေါ့အဲ့ဒီထမ်းရပါအောင်မလို့အောင်လေစကန်တောင်ကတော့မတော်တော်ကြီးကိုချိုးလိုက်ရချိုးလိုက်ဒီမော်မှာဒီကနေအောင်လည်းနောက်လာမင်းကောင်းညော် CI ရတယ်ဒီ CI တော်အောင်နောက်လာပြီချအောင်ချကျော်တော်ပြီတော်ပြီဒီစံဘူးဖွင့်နေပါတော်ရခံတာပါချအောင်ချပြီးတော့ဒီကောင်းနေကြည့်ပြေးပြီဘလူးကောင်းလေးလေဒီကောင်းလေးဟော definer ကြီးထွက်လာပြီအပနမီ6မီတာမသိ6မီတာပနမီနဲ့ကျွန်တော်မသိတော့ဘူးစွန်ကောက်ကူတော့မဟုတ်စွန်ကောက်ကူမဟုတ်အဲ့ဒါဆိုနေစတာကြီးတွေဟုတ်အရင်နေလုံးနေဒီထမဟုတ်လဲဒီကောင်းတော့ရရောင်းဒီအောင်တမဲချကန်ကောင်းတပတ်ကြီးပါရတော့ကျွန်တော်မသိပါနဲ့အေးကျော်မှာဆက်တော့DVD ဟေး DVD နိုင်ရပါကွာနိုင်နာကနိုင်ပါလေအရင်တိုးလို့မရသေးရရှိကျော်Meiji Hastin Nakato yo min thamo yo xả là bây giờ sư dân không những kiến trình không thằng con này đấy mấy chị thằng con này chờ đấy nên là yo出来没出来养也输了被养ကဲ brother တွေဒီနေ့ဗီဒီယိုလေးကဒီတော့ပါပဲကဲ brother တွေဒီနေ့ဗီဒီယိုလေးကဒီတော့ပါပဲကျွန်တော်ဗီဒီယိုလေးထပ်တွေ့ခြင်းတည်းဆိုရင် channel လေးကို like and subscribe လုပ်ပြီးတော့နောက်ထပ် coin စေခြင်းနဲ့အကောင့်လေးရှင်းနေ comment တွေမှာရေးသွားလို့ရပါတယ်